မြတ်စွာဘုရားကနော်လာမဲ့ကစုံလပြည့်နေ့မှာမြတ်စွာဘုရားပြိဋိဘံဆံမယ်အဲ့ရှင်သာရိပုတ္တရာကဘယ်အချိန်မှာပြိဋိဘံဆံလဲဆိုတော့တစောင်းမုံလပြည့်နေ့မှာပြိဋိဘံဆံတယ်ဘယ်လောက်กว่าဆိုတော့6လလောက်กว่าမယ်ပေါ့ပြိဋိဘံစောပြီးတော့ဆံတယ်အကတဝက2ပါးဟာမြတ်စွာဘုရားတို့တဲ့အရင်ပြိဋိဘံကိုစောပြီးတော့ပြည်ိုထုံးစံရှိတယ်အဲ့ဒီတုန်းကလည်းရှင်သာရိပုတ္တရာကနော်စဉ်းစားတယ်ပေါ့ရှေးဘုရားတွေမှာတပည့်ညူမြတ်စွာဘုရားတွေကပဲအရင်ပြိဋိဘံဆံသလားအကတဝကတွေကပဲအရင်ပြိဋိဘံဆံသလားအကတဝကတွေရဲ့ပြိဋိဘံအရင်ဆံတယ်ဆိုတော့ तू သိရတယ်တိုက်ဆိုင်နေမဲ့သူ့ရဲ့အာယုသင်္ခါရနော်လက်ကျန်အချိန်ပေါ့နော်အဲ့ဒါကို तू စဉ်းစားဆင်ခြင်ကြည့်လိုက်တဲ့အခါမှာ9ရက်ပဲရှိတော့တယ်ဆိုတာကိုတွေ့ရတယ်တဲ့နော်တစောင်းမုံလာပြည့်နေ့မှာပြိဋိဘံဆံမယ်ဆိုတော့လာပြည့်မတိုင်ခင်9ရက်ဖြစ်မှာပေါ့အဲ့ဒါနဲ့ तू ငါဘယ်မှာပြိဋိဘံဆံမလို့စဉ်းစားဆင်ခြင်လိုက်တဲ့အခါကျတော့မေတော်ကြီးကိုမျက်စိထဲမှာမြင်လာတယ်မေတော်ရူပတာရိပုံလေးမကြီးကအဲ့ဒီအချိန်မှာအသက်100ကြော်ယုံပဲကြော်ဖို့ပဲရှိတယ်နော်ရှင်သာရိပုတ္တရာမြတ်စွာဘုရားနဲ့အရွယ်မတိမ်မြင့်ပေါ့အသက်80အနေထားရှိတယ်နော်အသက်80ကျော်ရဲ့အမေကအသက်100ကျော်တော့ရှိမှာပေါ့ဟုတ်လားအဲ့တော့ဒီမေတော်ရူပတာရိပုံလေးမကြီးကအဲ့ဒီအချိန်ထိယတနာမြတ်သုံးပါးကိုကြည်ညိုတဲ့အနေထားမရှိသေးဘူးနော်သာသမီ9ယောက်ရှိတာ9ယောက်လုံးပါဖြစ်နေတော့ရဟန်းဖြစ်ပြီးတော့အကုန်လုံးရဟန္တာဖြစ်နေပြီမေတော်ကြီးခမရမှာတော့နော်တမာဒိဋ္ဌိကိုမဖြစ်သေးဘူးသူဘယ်သူနဲ့နေရတော့ဆိုတော့သမီးကမွေးထားတဲ့နော်မြေးနဲ့နေတာပစ္စည်းကတော့အလွန်ချမ်းသာတယ်ပေါ့အဲ့တော့ရှင်သာရိပုတ္တရာကစဉ်းစားတာဘာစဉ်းစားလဲဆိုတော့တကယ်လို့သာငါကမေတော်ကြီးရဲ့အကျိုးကိုဘာမှဆောင်ရွက်ပြီးတော့မသွားဘူးဆိုရင်ရှင်သာရိပုတ္တရာသူများရဲ့အာကိုးရတာဖြစ်တာပါမေတော်ကြီးရဲ့အာကိုးရတော့မဖြစ်ရှာဘူးလို့ငါ့ကိုနောက်လူတွေကကဲ့ရဲ့ကြလိမ့်မယ်ဒါကြောင့်မလို့ငါမေတော်ကြီးကိုသွားပြီးတော့နော်တရားအတိရအောင်လုပ်ပြီးမှငါရဲ့မွေးဖွားရာတိုက်ခန်းမှာပဲငါပြန်ပြီးတော့ပြိဋိဘံဆံမယ်လို့တခါလဲဆုံးဖြတ်ချက်ချတယ်ဟုတ်လားအဲ့လိုဆုံးဖြတ်ချက်ချပြီးတော့မြတ်စွာဘုရားကြီးကိုသူကြွားသွားတယ်ဟိုရောက်တဲ့ခါကျတော့မြတ်စွာဘုရားကိုမြတ်စွာဘုရားတပည့်တော်နော်ပြိဋိဘံဆံတော့မဲ့အကြောင်းအာယုသင်္ခါရလွတ်လိုက်ပြီဆိုတဲ့အကြောင်းမြတ်စွာဘုရားကိုရှောက်တယ်နော်ခွင့်ပြုပါလို့ပြောတာမဟုတ်ပါဘူးမြတ်စွာဘုရားတည်တော်မူပါသူပြိဋိဘံဆံတော့မယ်ဆိုတော့မြတ်စွာဘုရားတည်တော်မူပါအဲ့မြတ်စွာဘုရားဆိုတာကလည်းပဲနော်ပြိဋိဘံဆံဖို့လာပြီးတော့ရှောက်ထားကြတဲ့အရှင်မြတ်တွေကိုပြိဋိဘံမဆံနဲ့အောင်လို့လည်းမပြောဘူးဆံတော့လို့လည်းမပြောဘူးတဲ့ဆံပြိဋိဘံဆံတော့လို့ပြောရင်တေခြင်းကိုချီးမွမ်းရရောက်တယ်တဲ့သူများကဲရမှာဆိုလို့ပြိဋိဘံမဆံနဲ့အောင်လို့ပြောလို့ရှိရင်လည်းဝဆင်းရဲကိုချီးမွမ်းရရောက်တယ်တဲ့ကင်ခက်လိုက်ပုံကဟုတ်လားပြိဋိဘံမဆံနဲ့အောင်လို့ပြောရင်ပါတယ်ဝဆင်းရဲကိုချီးမွမ်းရရောက်တယ်တဲ့ပြိဋိဘံဆံတော့လို့ပြောတော့လေတေခြင်းကိုချီးမွမ်းရရောက်တယ်တဲ့အဲ့တော့မြတ်စွာဘုရားဘလို့အမိန့်ရှိတုံးဆိုတော့မင်းဘယ်မှာပြိဋိဘံဆံမှာတုံးလို့မေးတယ်တဲ့ဟုတ်လားအဲ့တော့ရှင်သာရိပုတ္တရာကမေတော်ရဲ့နော်အိမ်ကိုသွားပြီးတော့မွေးဖွားရတိုက်ခန်းမှာပြိဋိဘံဆံပဲဒီတော့မြတ်စွာဘုရားကနော်တင့်လို့တာဝကမျိုးနောက်ထပ်တွေ့ရဖို့ဆိုတာမဖြစ်နိုင်တော့ဘူးဒါကြောင့်မို့လို့ဒီမှာရှိတဲ့ယဟန်ပိဋကလူပိဋကအလုံးကိုနော်တကူပြာတိဟာပြပြီးတော့တရားဟောသွားအောင်လို့မြတ်စွာဘုရားကမိန့်ရှိတာဟုတ်လားအဲ့လိုမိန့်ရှိတော့မှဦးဇင်းတို့တကူပြတဲ့အခန်းကိုအကျဉ်းတဝက်မဲ့မှတ်တမ်းတင်ပါတယ်ဒီမှာတော့အကျဉ်းချုပ်ပဲပြောပါမယ်နော်ဓာတ်80ထိရောက်အောင်ကောင်းဝင်ကိုတက်တယ်ပြီးရင်ပြန်ဆင်းလာပြီးတော့မြတ်စွာဘုရားရဲ့ခြေတော်ကိုဥချတရားဟောနောက်ဓာတ်80ဓာတ်20ထိတက်တယ်ပြန်ဆင်းလာတယ်အဲ့80လောက်ထိတက်တယ်ဆိုအမြင့်ကြီးပေါ့နော်အဲ့ဒါထက်ရောက်ပြီဆိုတော့နော်ခေါင်းတော်လေးရေဖော်ပြီးတော့တရားဟောတာရှိတယ်ကိုယ်တစ်ပိုင်းဖော်ပြီးတော့တရားဟောတာရှိတယ်လုံးဝဖြောက်ပြီးတော့တရားဟောတာရှိတယ်တကူအမျိုးမျိုးပြပြီးတော့တရားဟောတာပေါ့ဟုတ်လားအဲ့ပြီးတော့အကုန်လုံးသူ့ရဲ့တပည့်ပိဋကတွေအကုန်လုံးခြံရံပြီးတော့နော်မေတော်ရှိရာသူ့ရဲ့မွေးဖွားရာနာလကရွာကိုသူကြွားသွားတာသူ့ရဲ့တပည့်တွေအကုန်လုံးခေါ်သွားတာနော်အဲ့သူ့ရဲ့ညီစုံနာပါတယ်နော်စုံနာကိုနော်တမနုနော်တမနာတာမနေလို့များသောဖြင့်သူ့ကိုချစ်ဆုံးနဲ့ခေါ်ကြတာရှိတယ်သူ့ရဲ့ညီစုံနာနော်တခါတည်းမှာသူကမြတ်စွာဘုရားကိုလှုပ်ကြွေးတဲ့အနေထားမှာလည်းရှိတယ်အဲ့ဒီစုံနာကိုနောက်ပါခေါ်ပြီးတော့ကြွားသွားတာနော်တပည့်တွေကိုအကုန်လုံးရှေ့ယုံပြီးတော့ကြွားသွားတော့အကုန်လုံးပိဋကတွေပါတွေအကုန်လုံးငိုယိုပြီးတော့လိုက်ကြတာပေါ့ဒါမဲ့လို့အကုန်လုံးကိုနှစ်သိမ့်ပြီးတော့နော်ဒီလမ်းကဘယ်သူမှလွတ်ကင်းနိုင်တဲ့လမ်းမဟုတ်ဘူးအလုံးဟာမမိတ်မလျော့နေကြဆိုပြီးတော့ကြွားသွားတာတည်ငြိမ်ပေါ့နော်အဲ့လိုကြွားသွားတဲ့ခါကျတော့ဦးဇင်းတို့နာလကရွာနဲ့ရွာကောင်းရင်ရောက်တဲ့ခါကျတော့သူ့ရဲ့တူတော်ဥပယေဝရနဲ့တွေ့တဲ့ခါကျတော့မင်းဖွားရှိလားအိမ်မှာရှိပါတယ်ဆိုတော့အေးအဲ့လိုဆိုရင်သွားအဖကိုသွားပြောနော်ငါအတွက်အိယာတိုက်ခန်းတစ်ခုပြင်ဆင်ထားလိုက်နောက်ပါရဟန်း900ပါတယ်အဲ့ဒါအတွက်လည်းပဲနေရာပြင်ထားလိုက်လို့မေတော်ကြီးကိုပြောလိုက်အဲ့ဒါနဲ့ဥပယေဝရကသွားပြီးတော့ပြောတော့မေတော်ကြီးက
ငါရဲ့သားနော်ငယ်တုန်းကယဟန်ပြုပြီးတော့ခုကြီးမှလူမြန်းထွက်ချင်လေသလားမသိဘူးလို့မေတော်ကြီးအဲ့လိုစဉ်းစားတယ်တဲ့ဟုတ်လားဒီအသက်80ကိုပဲလူထွက်ချင်တယ်လို့မြန်းသူကထင်နေသေးတာသိလားအဲ့ဒါနဲ့သားရဲ့ပုံမှာချစ်ခင်မြတ်နိုးမှရှိတယ်ဒါသူ့ရဲ့သားဦးပဲလေရှင်သာရိပုတ္တရာကဟုတ်လားအဲ့ဒါနဲ့အကုန်လုံးနေရာတွေပါတွေပြင်ပြီးတော့ထားတယ်နော်အဲ့လိုနေရာပြင်ထားတဲ့အခါညရောက်လာပြီဆိုတော့နော်ရှင်သာရိပုတ္တရာမှာအလွန်ပြင်းထန်တဲ့ဝေဒနာဆွဲကပ်တယ်ယဟန်တွေကိုသူ့နေရာသူသွားဆိုအနားမှာဘယ်သူပဲရှိတော့ဆိုတော့စုံနာတစ်ပါးပဲရှိတယ်သူ့ရဲ့ညီဟုတ်လားအဲ့ဒါသွေးသွန်တဲ့ယောဂါပေါ့နော်တစ်ခွက်ဝင်ထွက်သွားတာနဲ့နောက်တစ်ခွက်ထားခဲ့ရတယ်တခါတည်းရုတ်တရက်ဖြစ်လာတဲ့ယောဂါပေါ့အဲ့ဒါကိုမေတော်ကြီးကကြောက်အလန့်အားနဲ့ပေါ့နော်သူ့ရဲ့တကားတိုက်ကအဲ့ဒီတကားပေါက်ကိုမှီးပြီးတော့ကြည်နေဩငါသားဖြစ်ပုံငါမနှစ်သက်လိုက်တာကြည်နေတယ်ဟုတ်လားအဲ့လိုမရအောင်အဲ့တော့တညာလုံးဝေဒနာပြင်းပြင်းထန်ထန်ဖြစ်တယ်နော်သွေးသွန်တဲ့ယောဂါဖြစ်တာအဲ့ဒီလိုဖြစ်တဲ့အခါကျတော့ဦးဇင်းတို့ပထမဘယ်သူတွေရောက်လာတော့ဆိုတော့စတုမာရိနတ်မင်းကြီး၄ပါးရောက်လာတယ်နော်အရှင်မြတ်ကြီးဒီလိုဖြစ်တာကိုလူနာပြုစုဖို့ဆိုရောက်လာတာရောက်လာတဲ့အခါကျတော့အရှင်မြတ်ကြီးကပါကြငါမှလူနာပြုစုမယ်လို့ရှိတယ်ဆိုတော့စတုမာရိနတ်မင်းကြီး၄ပါးပြန်သွားကြတယ်ပေါ့အဲ့ဒီအယောင်အဝါထိန်လင်းစွာနဲ့လာတာကိုဘယ်သူသိတယ်ဆိုတော့မေတော်ကြီးသိတယ်ဘယ်သူတွေလာမှလည်းဘယ်သူတွေလဲလို့လည်း तू မသိဘူးဘာတွေလဲလို့လည်း तू မသိဘူးအဲ့ဒါခဏနေတော့တရားမင်းထပ်ပြီးတော့ရောက်လာတယ်ရောက်လာပြီးတော့ဒီလိုဒီကြောင်းပဲလူနာပြုစုဖို့တောင်းပန်တယ်အဲ့တော့ရှင်သာရိပုတ္တရာကပြည်စုံတယ်သင်တို့နတ်တွေအတွက်ဒီလူတွေရဲ့အနံ့ဆိုတာလိုတာမဟုတ်ပြန်ကြငါမှပြုစုမယ်လို့ရှိတယ်ပြန်သွားပြန်ရောခဏနေတော့ဘယ်သူရောက်လာတော့ဆိုတော့မဟာဗြဟ္မာကြီးရောက်လာတယ်တဲ့အဲ့ဒါလည်းလူနာပြုစုဖို့ပဲရောက်လာတာနော်ရှင်သာရိပုတ္တရာရဲ့နော်လူတွေနတ်တွေရဲ့ကြည်ညိုမှုဟာဘယ်လောက်ကြီးမားသလဲဆိုတာကိုပြောပြတာပါဟုတ်လားအဲ့ဒါဗြဟ္မာကြီးကိုလည်းပဲသူ့မှာလူနာပြုစုမဲ့လို့ရှိတယ်ဆိုပြန်သွားတာအောင်အဲ့ဒီလည်းပြန်သွားပြီလဲဆိုရောမေတော်ကြီးကစံတဝါဝါနဲ့ရောက်လာတယ်နော်အသက်100ကျော်ဆိုတော့ဘယ်တန်တာမာကြီးရှိတော့မလို့ဟုတ်လားအဲ့ဒါနဲ့မေးတယ်နေစမ်းမအိုးငါသားစောတော်တုန်းကရှောက်လာတဲ့လူတွေကဘယ်သူတွေတော့ပထမဦးဆုံးရောက်လာတာဘယ်သူတွေတော့အဲ့လိုမေးတဲ့အခါကျတော့အဲ့ဒါစတုမာရိနတ်မင်းကြီး၄ပါးပဲဆိုတော့ငါသားကစတုမာရိနတ်မင်းကြီး၄ပါးထဲမြင့်မြတ်သလားမေတော်ကြီးကလည်းစတုမာရိနတ်မင်းကြီး၄ပါးဆိုတာကနော်သားတော်တို့ရဲ့နော်အရန်ဆောင်လောက်ပဲရှိတာအောင်ဘာဖြစ်လို့လဲဆိုတော့ဒီစတုမာရိနတ်မင်းကြီး၄ပါးဟာမြတ်စွာဘုရားပြိတ္တိနေပြီဆိုတဲ့ကစပြီးတော့တန်လျက်ကင်ပြီးတော့စောင့်ကြရတာအရန်ဆောင်လောက်ပဲရှိတာအဲ့တော့အော်တော်တယ်သူစိတ်ထဲမှာအဲ့ဒါဆိုလို့ရှိရင်အဲ့ဒါပြီးတော့ပိုးပြီးတော့အယောင်ဝါတောက်ပစွာနဲ့ရောက်လာတဲ့ဒုတိယရောက်လာတဲ့ຢာကဘာလဲပေါ့အဲ့ဒါတရားမင်းပဲဆိုတော့ငါသားကတရားမင်းထက်လည်းပဲမြင့်မြတ်သလားမေတော်ကြီးကလည်းတရားမင်းဆိုတာကနော်သားတော်တို့ရဲ့ဗန္နာခိုင်လောက်ပဲရှိတာတပိတ်သင်္ကန်းကိုင်တဲ့လူလောက်ပဲရှိတာမြတ်စွာဘုရားသင်္ကတ္တနကိုပြည်ကနေပြီးတော့တာဝရိန္ဒနတ်ပြည်ကနေဆင်းပြီးတော့သင်္ကတ္တနကိုပြည်ဆင်းလာတဲ့အခါမှာနော်တရားမင်းကတပိတ်သင်္ကန်းကိုင်ပြီးတော့ဘာလို့လိုက်လာတာရှိတယ်ဒါကြောင့်ဗန္နာဒိန်းလောက်ပဲဗန္နာခိုင်လောက်ပဲရှိတာအံ့ဩတယ်စိတ်ထဲမှာဒါနဲ့နောက်ဆုံးရောက်လာတဲ့အယောင်အဝါအတောက်ပဆုံးနဲ့ရောက်လာတာကဘယ်သူတော့အဲ့ဒါကမေတော်ကြီးတို့ဖျားဆိုပြီးတော့ကိုယ်ွယ်နေတဲ့မဟာဗြဟ္မာကြီးပဲအဲ့ဒီကျမှသူတော်တော်ကိုအံ့ဩသွားတယ်ငါသားကနေပါဦးမဟာဗြဟ္မာကြီးတယ်လေမြတ်သလားအဲ့တော့မေတော်ကြီးနဲ့နော်ဒီမဟာဗြဟ္မာကြီးတယောက်မပြောနဲ့နော်ဗြဟ္မာမင်း၄ဦးကသားတော်တို့နော်မြတ်စွာဘုရားမွေးကသာနော်ရွှေစာကြီးကွန်ရက်နဲ့သူတို့ခံကြရတာအဲ့လိုမျိုးပြောလိုက်တဲ့အခါတော့သူ့ရဲ့စိတ်ထဲမှာကြည်စမ်းပါငါသားရဲ့အစွမ်းတတ္တိတောင်ဒီလောက်ရှိနေတယ်ဆိုရင်သူ့ရဲ့ဆရာမြတ်စွာဘုရားရဲ့အစွမ်းတတ္တိတကူအန္တိတင်တွေကဘယ်လောက်မှရှိလိမ့်မတော့အဲ့ဒါကိုသူစဉ်းစားရတဲ့စိတ်ထဲမှာပီတိဖြစ်တယ်ပေါ့အောမှုနဲ့ပီတိတွေဖြစ်တယ်အဲ့ဒီပီတိဖြစ်နေတာကိုရှင်သာရိပုတ္တရာကသိတယ်ဒီအချိန်ကငါရဲ့မေတော်ကြီးကိုတရားဟောရမယ့်အချိန်ပဲနော်စိတ်ကောင်းနေဖြစ်နေတဲ့အချိန်ကလေးကိုဖမ်းပြီးတော့တရားဟောမှာနော်အဲ့ဒါနဲ့မြတ်စွာဘုရားရဲ့ဂုဏ်တော်ကျေးဇူးတော်တွေကိုစီတန်းပြီးတော့ရှင်သာရိပုတ္တရာကိုရမကြီးကဟောပြတာနော်မြတ်စွာဘုရားဆိုတာဘယ်လိုဆိုတာကိုပြောပြတော့စောတော်တုန်းကလက်တွေ့မျက်တွေ့မြင်ထားတဲ့အနေအထားကအလွန်အားကြီးတဲ့တရားတရားကိုဖြစ်စေမယ်လို့ဦးဇင်းထင်တယ်ဟုတ်တယ်မဟုတ်လားမြင်ရတာနဲ့မမြင်ရတာတူမလားတူနော်မြင်လိုက်ရတယ်သူဟုတ်လားအဲ့သူ့ရဲ့ယုံကြည်မှုကဘယ်လောက်ရှိနေမလဲဆိုတာပေတရုခံမှန်းကြည့်ပေါ့နော်အဲ့ဒါကိုသူ့ရဲ့သားတော်ကလည်းပြောပြနေတာဆိုတော့ဘာဖြစ်တော့သူ့ရဲ့ဉာဏ်တွေထက်မြက်လာပြီးတော့သောတပတ္တိမဉ္ဇဉ်ပူဉ္ဇဉ်ကိုရတယ်သောတပန်ဖြစ်သွားတယ်ပေါ့အဲ့ဒီလိုသောတပန်လည်းဖြစ်ပြီးဆိုတော့ရှင်သာရိပုတ္တရာကိုင်မေတော်ကြီးအတွက်ဒီလောက်ဆိုလို့ရှိရင်ပြည့်စုံပြီသူတွေးမိတယ်အဲ့ဒါနဲ့မေတော်ကြီးကိုသွားတော့လို့လွှတ်လိုက်တယ်
အဲ့ဒါမေတော်ကြီးလည်းသွားတော့ဆိုတော့သွားရတာပေါ့အဲ့တော့စုံနာကိုမေးတယ်ချက်သားစုံနာနော်သူ့ရဲ့ညီတော်ဘယ်ချင်းရှိပြီတော့အာယုံချင်းလို့အလင်းရောက်တော့မယ်အေးအဲ့ဒါလို့ဆိုလို့ရှိရင်ငါရဲ့တပည့်ရဟန်း900ကိုခေါ်လိုက်ပါရဟန်း900အကုန်လုံးခေါ်လိုက်တယ်ရောက်လာပြီလဲဆိုရောအဲ့ဒါရှင်သာတိပုတ္တရာကအဲ့ဒီရဟန်းတော်900ကိုငါရှင်တို့တဲ့ငါရှင်တို့ရဲ့အပေါ်မှာငါဟာကာယကံမှုဝစီကံမှုမနောကံမှုနဲ့တကယ်လို့နော်အပြစ်မြန်ရှိမယ်ဆိုလို့ရှိရင်အလုံးခွင့်လွှတ်ကြတောင်းပန်တာအဲ့လိုမရှိပါဘူးရှင်ဘုရားရဲ့ပုံမှာသာလဲတပည့်တို့ရဲ့အပြစ်တွေသာလဲရှိမယ်ဆိုရင်ရှိနိုင်ပါတယ်အရှင်ဘုရားတို့ကသာလဲခွင့်ပြုကြပါခွင့်လွှတ်ကြပါအဲ့ဒါလေးလည်းအကုန်လုံးရဟန္တာတွေပဲအဲ့လိုအကုန်လုံးအကြည်လဲတောင်းပန်ပြီးပြီဆိုတော့မှနော်ရှင်သာရိပုတ္တရာဘာလို့တော့အေးရညောင်ဆောင်မှာလျောင်းရှယ်ရင်းနဲ့သင်္ကန်းကြီးကိုမျက်နှာတော်ကိုဖုံးအုပ်လိုက်တယ်နော်ဖုံးအုပ်ပြီးတော့မြတ်စွာဘုရားပြိဋိဘံစံတုံးကလိုပဲနော်ဇန်တမာပတ်တွေကိုအစအနေအဆုံးကနေအစအနုလုံးပတိလုံးဝင်စားတယ်ပြီးတော့ပထမဇန်ကနေစပြီးတော့ဝင်စားဒုတိယဇန်တတိယဇန်သတုဋ္ဌဇန်အဲ့ဒီသတုဋ္ဌဇန်ရဲ့အဆုံးမှာနော်အနုပါတိတေတခန္ဓာအကျွင်းကြံမရှိဒုက္ခဇက်ချုပ်ငြိမ်းရာနိဗ္ဗာန်ကိုဝင်ဆံတော်မူတယ်ဆိုတာပြိဋိဘံစံသွားတယ်အဲ့ဒီလိုပြိဋိဘံစံတဲ့အချိန်မှာမြေကြီးအကြီးကျယ်တုန်လှုပ်ခြောက်ခြားတယ်နော်အဲ့ဒီမြေကြီးအကြီးကျယ်တုန်လှုပ်ခြောက်ခြားတော့စောသွားမေတော်ကြီးကမတိပဲနေမလားပြန်ရောက်လာတယ်ပြန်ရောက်လာတဲ့အခါကျတော့စမ်းကြည့်တော့သားတော်ကဘာလို့အသက်မရှိတော့ဘူးပေါ့နော်အရက်ပြောနေပြောမယ်ဆိုရင်အဲ့ဒီကြတော့မှသူအကြီးအကျယ်ငိုတော့တာပဲတက္ကမကြီးကဩကြည်စမ်းမအောင်တော့နော်ငါငယ်ရွယ်စဉ်အခါတုန်းကတော့ငါရဲ့ဒီတရားကိုသိအောင်လုပ်ပြီးတော့နော်ငါရဲ့အိမ်ကိုကြွလာတာမရှိဘူးအခုငါသိပြီလဲဆိုတော့ဒီငါသားကြီးအမှုပြုတဲ့ယဟန်တန်ဃာတွေကိုငါဟာသင်္ကန်းလဲလှုပ်ခွင့်မရှိတော့ဘူးကြောင်းဆောက်ပြီးတော့လဲလှုပ်ခွင့်မရှိတော့ဘူးဆွန်လဲကတ်ခွင့်မရှိတော့ဘူးဆိုသူတီးထန်စွာငိုကြွေးတယ်အဲ့ဒီကမကြီးအယံတနာစရာကောင်းပါတယ်ဟုတ်လားအဲ့ဒါအာရအောင်ငိုပြီးတော့အာယုံချင်းလို့အလင်းရောင်လဲလာပြီဆိုတော့နော်ဒီအရှင်မြတ်ရဲ့နော်တာတုကိလနာသဘင်လို့ဆိုကြပါစို့အဲ့ဒါအတွက်သူကအများကြီးရှိမှန်းတယ်အဲ့ဒီမှာပြောထားတာကတော့တရားမင်းကိုယ်တိုင်ကဝိတယုံနတ်သားကိုလွတ်ပြီးတော့နော်ပုံပိမှန်တွေပါတိစောက်ခိုင်းတယ်လို့တောင်ဆိုပါတယ်နော်ဒီဇာပနာပွဲလို့ဆိုကြပါစို့နော်အလွန်ကြီးမားတဲ့နော်တာတုကိလနာသဘင်ကြီးဖြစ်တယ်ပေါ့အဲ့ဒီမှာဦးဇင်းတို့အတူချုပ်ပြီးတော့ပြောရလို့ရှိရင်အဲ့ဒီလိုရှင်သာရိပုတ္တရာရဲ့ဇာပနာပွဲနောက်ဆုံးနော်ရှင်သာရိပုတ္တရာရဲ့ယုတ်ကလတ်တော်ကိုနော်မိသကြိုပြီးတော့ဘာဖြစ်တုံးဆိုတော့ဓာတ်တော်ကြားတယ်ပေါ့နော်အဲ့ဒီဓာတ်တော်တွေကိုရေစစ်ထဲမှာထည့်ပြီးတော့ရှင်သာရိပုတ္တရာသုံးဆွဲခဲ့တဲ့သင်္ကန်းတပိတ်အဲ့ဒါတွေကိုဘယ်သူယူလာလဲဆိုတော့ရှင်စုံနာကယူလာတယ်ယူလာပြီးတော့သူမြတ်စွာဘုရားရှိရာကိုကြွလာတယ်မြတ်စွာဘုရားကအဲ့ဒီချိန်မှာဘယ်မှာရှိနေမလဲမြတ်စွာဘုရားရှိရာကိုသူကြွလာတယ်ကြွလာပြီးတော့မြတ်စွာဘုရားတွေကိုသူတယောက်ထက်တစ်ပါးတည်းမဝင်မရဲဖြစ်တယ်မဝင်ရဲဘူးဒါနဲ့မစုခေါ်ပြီးတော့ဝင်မတော်ဆိုတော့ရှင်သာရိပုတ္တရာနဲ့အလွန်မှယဉ်နီးတဲ့ကျွမ်းဝင်တဲ့ရှင်အာနန္ဒာရှင်အာနန္ဒာကရှင်သာရိပုတ္တရာကိုအလွန်ကြီးညိုတာနော်အလွန်မှလည်းယဉ်နီးတယ်ရှင်အာနန္ဒာရဲ့အကြောင်းကိုပြောတဲ့အခါမှာရှင်သာရိပုတ္တရာရဲ့အကြောင်းတွေကလည်းပါလာလိမ့်မယ်ဟုတ်လားအဲ့ဒါနဲ့ငါရှင်အာနန္ဒာဒီကိုဝင်ပြီးတော့ရှင်အာနန္ဒာနဲ့အတူတူကမြတ်စွာဘုရားကြီးကိုသွားမယ်အရှင်အာနန္ဒာကြီးကိုဝင်တယ်ရှင်အာနန္ဒာကလည်းမျှော်လင့်ထားပြီးသားရှင်သာရိပုတ္တရာပြိဋိဘံစံဖို့ကြွသွားပြီဆိုတာလည်းသိတယ်ဘယ်အချိန်ပြိဋိဘံစံမယ်ဆိုတာလည်းသိတယ်ဒါပေမဲ့တကယ်ကြွလာပြီးတော့ဟိုကဓာတ်တော်တွေလည်းပြလိုက်ပြီလဲဆိုတော့ तू ဘလို့မှမဖြေနိုင်ဘူးရှင်အာနန္ဒာကအဲ့ဒီချိန်မှာရှင်အာနန္ဒာကပောတ္တဗံပဲရှိသေးတာအိုးဟုတ်လားဒါနဲ့ကရှင်စုံနာဂိုင်အဲ့ဒါလို့ဆိုလို့ရှင်တို့မြတ်စွာဘုရားကိုရှောက်ဖို့အတွက်စကားလက်ဆောင်ရပြီမြတ်စွာဘုရားကြီးကိုသွားရမယ်ဆိုပြီးတော့အဲ့ဒီရှင်သာရိပုတ္တရာရဲ့တပိတ်သင်္ကန်းဓာတ်တော်တွေယူပြီးတော့မြတ်စွာဘုရားကြီးကြွတယ်ဟိုရောက်တော့အကျိုးအကြောင်းလျှောက်တော့မြတ်စွာဘုရားကယဟန်ပိသက်တွေအားလုံးစုဝေးပြီးတော့ရှင်သာရိပုတ္တရာရဲ့ဂုဏ်ကျေးဇူးတွေကိုအများကြီးပြောပြတယ်အများကြီးရွတ်ဆိုပြီးတော့ဟောတာနော်အဲ့ဒီတည်းကဥစဉ်ဂါထာတစ်ပုဒ်မှတ်မိနေတာလေးတစ်ခုပေါ့နော်မြေကြီးအလားတီးခံတဲ့စိတ်ရှိတဲ့နော်ရှင်သာရိပုတ္တရာကိုရည်ညွှန်းတာနော်မြေကြီးအလားတီးခံတဲ့စိတ်ရှိတဲ့နော်စိတ်အလိုကိုကိုကမလိုက်ဖဲနဲ့ကိုကသာလဲကိုကစိတ်အလိုကိုမလိုက်ဖဲနဲ့စိတ်ကိုသာလဲကိုယ့်ရဲ့အလိုကိုလိုက်စေနိုင်တဲ့ဒါလည်းဘယ်သူကိုရည်ညွှန်းတာတုံးဆိုတော့ရှင်သာရိပုတ္တရာကိုပဲရည်ညွှန်းတာနော်တတ္တဝါတွေရဲ့ပုံမှာအလွန်မှတနာတတ်တဲ့အလွန်မှလည်းပဲစောင့်ရှောက်တတ်တဲ့စိတ်နှလုံးအလွန်မှငြိမ်းအေးတဲ့သဘောရှိတဲ့နော်ဒီအရှင်မြတ်ဟာပြိဋိဘံစံသွားခဲ့ပြီလောကကြီးကပျောက်ကွယ်သွားခဲ့ပြီအဲ့လိုမျိုးဂါထာပေါင်းများစွာမြတ်စွာဘုရားရွတ်ဆိုပြီးတော့ဟောတာအဲ့လိုရွတ်ဆိုနေတဲ့အချိန်မှာအလုံးကဓမ္မတန်ဝေကနဲ့ငြိမ်းနေကြတယ်ပေါ့မငြိမ်နိုင်တာကဘယ်လိုလဲဆိုတော့ရှင်အာနန္ဒာပဲရှင်အာနန္ဒာကဘယ်လိုဖြစ်နေတုံးဆိုတော့စာထဲမှာရေးပြထားတာလေးကတော်တော်တောင်ဝမ်းပူစရာကောင်းတယ်နောက်ဦးဇင်းမြင်အဲ့ဒီအကြောင်းကိုဖတ်ပြီးတော့လေဘင်းတောင်နဲ့ကြီးတယ်
ရှင်အနန္ဒာကဘယ်လိုဖြစ်နေလို့ဆိုတော့ကြောင်ရဲ့ရှေ့မှာရောက်နေတဲ့ကြွက်လေးလိုဖြစ်နေတယ်တဲ့ထောက်တီးရမရပြာရခတ်နေတယ်ဟိုဘက်လဲလိုက်ဒီဘက်လဲလိုက်ဘလို့မှသူမနေနိုင်မြတ်စွာဘုရားကအဲ့ဒီဂုံတွေကိုဟောလေးသူကဘလို့မှနေလို့မရလေလေအဲ့ဒါနဲ့ဟောလေပြီးပြီဆိုတော့ရှင်အနန္ဒာကမြတ်စွာဘုရားဘာလျှောက်လို့ဆိုမြတ်စွာဘုရားတဲ့တပည့်တော်ရှင်သာတိပုတ္တရာပြိဋိဘံစံတယ်လဲကြားရောတပည့်တော်ရဲ့စိတ်တွေကအကုန်ခြားခြားလဲသွားတယ်တဲ့အရက်မျက်နှာတွေတောင်ဘယ်ဟာအရှိဘယ်ဟာအနောက်လို့တပည့်တော်အခုမသိဘူးတဲ့သူ့စိတ်ဘယ်လောက်ဖြစ်သွားတော့တရားတွေလည်းမေ့နေတယ်တဲ့နော်သူ့ရဲ့တောကပရိဒေဝသူ့ကိုအကြီးကျယ်ပါဖြစ်နေတော့လွှမ်းမိုးနေတာနော်တရားတွေလည်းတပည့်တော်မေ့နေတယ်တဲ့အကုန်လုံးခြားခြားလဲနေတယ်ခန္ဓာကိုယ်ကြီးကလည်းလေးလံတောင့်တင်းနေတယ်နေလို့ထိုင်လို့လည်းမကောင်းဘူးအဲ့ဒီလိုမျိုးလျှောက်တော့မြတ်စွာဘုရားဗာမင်းရှိတော့စိတ္တအနန္ဒာတဲ့နေစမ်းမအောင်မင်းရဲ့အဲ့လိုခံစားရအောင်ကတာရိပုတ္တရာကမင်းရဲ့သီလအစုတမာရီအစုပညာအစုတွေကိုယူပြီးတော့ပြိဋိဘံစံသွားလို့လားတဲ့နော်ခက်ကြမေခွန်းလွတ်တောင်ဆိုးနိုင်တယ်နော်ဒီလောက်ကြီးဆင်းရဲနေတာကသင်ရဲ့သီလတမာရီပညာကိုရှင်သာရိပုတ္တရာကယူပြီးတော့ပြိဋိဘံစံသွားလို့လားတဲ့ဒီတော့ရှင်အနန္ဒာကမြတ်စွာဘုရားတဲ့အဲ့ဒါလိုယူပြီးတော့ပြိဋိဘံစံသွားတာတော့မဟုတ်ပါဘူးတဲ့ဒါပေမဲ့လို့ရှင်သာရိပုတ္တရာတပည့်တော်ရဲ့ပုံမှာအလွန်ကောင်းတယ်တရင်သုံးပေါ်ယဟန်တန်ဃာတွေရဲ့ပုံမှာအလွန်ကောင်းတယ်အလွန်ဆောင်ရှောက်တယ်အလွန်တနာကျင်တာတယ်အလွန်မှကောင်းကျိုးချမ်းသာကိုရဖို့အတွက်နော်အစသာအရာရာဆုံးမပေးတယ်အလွန်မှအာကိုအာရာပြုတ်ရတယ်အရှင်မြတ်ကြီးပါဒါကြောင့်ဒီရောစိတ်ထဲမှာဘလို့မှဖြေလို့မရဘူးလို့ရှောက်တယ်ဒီတော့မြတ်စွာဘုရားကအော်ဒီအာနန္ဒာအလွန်တရားမှာစိတ်ဟာပင်ပန်းနေတယ်နော်ဒါကြောင့်ရှင်အာနန္ဒာကိုတတ်တတ်အောင်တတ်တရာရအောင်ငါတရားဟောမှဖြစ်မယ်မြတ်စွာဘုရားကနော်ရှင်အာနန္ဒာပင်ပန်းနေတာကိုမြတ်စွာဘုရားသိတယ်နော်စိတ်နှလုံးအလွန်ပင်ပန်းနေတယ်အဲ့ဒါနဲ့မြတ်စွာဘုရားဘာဟောတော့ဆိုတော့จิตအာနန္ဒာတဲ့ဟောဒီတတ္တဝသင်္ခါရတို့နဲ့နော်ရှင်ခွဲကွဲခြင်းဆိုတဲ့နာနာဘာဝတေခွဲကွဲခြင်းဆိုတဲ့ဝိနာဘာဝနော်ဘဝချပြီးတော့ကွဲသွားခြင်းလို့ဆိုတဲ့အညထဘာဝဒီလိုကွဲကွာခြင်းတရားတွေကိုအစကနဦးတွေကစစောစီးစွာငါအများကြီးဟောထားပြီးသားမဟုတ်ပါလားတဲ့နော်ဒီလောကကြီးရဲ့သဘောဘဝရဲ့သဘောကအဲ့ဒီခွဲခွာခြင်းကိုစဉ်းစားကြည့်ရင်လည်းပဲအော်အနှစ်သာရကင်းမဲ့လာကြည်တကားဆိုတဲ့အမြင်ကိုလည်းရနိုင်မယ်လို့ထင်တယ်ဟုတ်လားဘယ်သူမှအတူတူသာဝရနေခွင့်မရှိပါဘူးဟုတ်တယ်မဟုတ်လားအလုံးဟာတစ်ချိန်မှာဘယ်သူကလည်းဘယ်ရောက်တော့မှမသိကိုကလည်းဘယ်ရောက်တော့မှမသိဟုတ်တယ်မဟုတ်လားအခုတည်းလည်းတွေ့တုံးကြုံတုံးဖို့ဘာလို့နေရတော့ပြောဆိုပေါင်းတင်ဆက်ဆန်းပြီးတော့နေကြလားနောက်တစ်ချိန်ကျတော့သူလည်းဘယ်ရောက်တော့မှမသိကိုလည်းဘယ်ရောက်တော့မှမသိအဲ့ဒီဘယ်ရောက်လို့ဘယ်ရောက်သွားကြမှမသိမဲ့အနေထားကြီးကိုပေတရုလှမ်းပြီးတော့စဉ်းစားကြည့်ပါလားဘယ်လိုခံစားချက်များရှိမလဲဟုတ်လားဘာတွေအရေးကြီးလဲစဉ်းစားကြည့်ပေါ့နော်ခုမြတ်စွာဘုရားအဲ့ဒါကိုဟောတာဒီလိုကိုယ်ကွင်းချင်းခွဲခွာခြင်းဆိုတဲ့အကြောင်းအရာကိုငါအစောကြီးတည်းစဟောထားတာတဲ့ဒါသဘာဝတရားကြီးဒါကိုမဖြစ်ပါစေနဲ့လို့တောင်းတလို့ဘယ်နည်းနဲ့မှမရနိုင်ဘူးဒါလောကကြီးရဲ့သဘာဝလက်သစ်ပင်အပင်အကြီးကြီးရဲ့အကြီးဆုံးသောအကိုင်းကြီးကျိုးကျသွားသလိုတော့ငါဘုရားရှင်ကိုရမြတ်ကြီးရဲ့အကြီးဆုံးအဂတဝကရှင်သာရိပုတ္တရာပြိဋိဘံစံသွားခဲ့ပြီဒါကြောင့်မလို့အာနန္ဒာတဲ့ဒီလောကကြီးမှာကိုသာနဲ့အာကိုပြီးတော့နေကြကိုကလွတ်လွတ်ချပါစုကိုမှအာမကိုပဲနဲ့ကိုအာကိုနေကြတရားကိုသာနဲ့အာကိုပြီးတော့နေကြတရားကလွတ်လွတ်ဘယ်အရာကိုမှအာမကိုပဲနဲ့နေကြနှစ်ချက်ပြောတယ်နော်ကိုကလွတ်လွတ်တခြားပါစုကိုမှအာမကိုနဲ့ကိုပဲအာကိုအာကိုဆိုတဲ့နေရာမှာဘလို့ကိုကအာကိုမှာတော့တရားရှိတဲ့ကိုယ်ဒီသားလည်းကိုယ့်အတွက်အာကိုရာဖြစ်မှာမှုလို့တရားကလွဲလို့တခြားဘယ်ရာကိုမှအာမကိုပဲနဲ့တရားကိုသာအာကိုပြီးတော့နေကြလို့ဆက်ပြီးတော့အမိန့်ရှိတာအဲ့ဒီလိုတရားကိုအာကိုပြီးတော့နေကြဆိုလေဘယ်တရားကိုအာကိုရမှာတုံးဆိုတဲ့မေခွန်းရှိလာပြန်တယ်နော်အဲ့ဒါကြတော့မြတ်စွာဘုရားဘယ်လိုပြောတော့တတိပဋ္ဌာန်တရား၄ပါးကိုအာကိုပြီးတော့နေကြ